အရင်ကစီးပွားရေးဖက်ဆက်လုပ်ကိုင်မှုတွေကိုတရုတ်နဲ့မလေးရှားနိုင်ငံသားလှုပ်ဆောင်တာများပေမဲ့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပမယ့်2015 Entrepreneur Conference ပွဲမှာအာဆီယံ10နိုင်ငံလုံးပါဝင်လာအောင်သူတို့ရဲ့လှုပ်ဆောင်ချက်တွေကြောင့်မြန်မာပြည်ကိုရှင်းပြခဲ့ပါတယ်။မလေးရှား China Chamber of Commerce အဖွဲ့ဟာဇွန်9ရက်ကဗဟိုစီအိမ်ယာမှာလာရောက်ရှင်းလင်းပြောကြားခဲ့တာဖြစ်ပြီးအာဆီယံ10နိုင်ငံကစီးပွားရေးသမားတွေအကျိုးတူပူးပေါင်းလုပ်ကိုင်နိုင်ဖို့ဖြစ်တယ်လို့ဒေါက်တာစိန်မြင့်ကပြောပါတယ်။မြန်မာစီးပွားရေးလုပ်ငန်းရှင်အယောက်20တက်ရောက်ဖို့သတ်မှတ်ထားပြီးအကြောင်းအရာ15ခုတွေကကြိုက်နှစ်တက်ရောက်ကိုရွေးချယ်တက်ရောက်ရမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီဥစ္စာကိုအခုမကြိုင်သတင်းစာထဲမှာကြော်ညာမယ်။ကြော်ညာလိုက်အဲ့ဒီ form ကို ABS မှာသွားယူတယ်။အဲ့ဒီ form ကိုယူပြီးတော့အဲ့ form ထဲမှာအချက်တွေရှိတယ်နော်။ပြီးတော့လည်းဒီဥစ္စာ Green Award နဲ့ပတ်သက်လို့လည်းဒီ area 6ခုလောက်ရှိတယ်။ဘယ်ဥစ္စာသွားခြင်းနဲ့ဘာလုပ်ခြင်းနဲ့ကိုရွေးတစ်ခုရွေးနှစ်ခုရွေးတဲ့အဲ့ဒီ topic နဲ့ကိုက်ညီတဲ့ကိုလုပ်နေတဲ့ဥစ္စာကိုတော့အဲ့ဒီမှာအကုန်လုံးတွေဖော်ပြအောင်မလေးရှားနိုင်ငံက2015 Entrepreneur Conference ကိုတရုတ်စီးပွားရေးသမား900လောက်တက်ရောက်မှာဖြစ်တယ်လို့တခြားအာဆီယံနိုင်ငံတွေကလည်းလာရောက်ကြမှာဖြစ်ပါတယ်။ဒီပွဲမှာစီးပွားရေးနဲ့ပတ်သက်ပြီး Macro Economy, Micro Economy, E-commerce နဲ့နည်းပညာအကြောင်းတွေပြင်အမျိုးသမီးစွန့်ဦးတီထွင်သူတွေနဲ့ပတ်သက်တာတွေစတဲ့အကြောင်းတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။9ချိန်မြောက်ရှိပြီဖြစ်တဲ့ဒီ conference ကိုမြန်မာတွေသိအောင်လာရောက်ရှင်းပြတာဖြစ်ပြီးကျင်းပတိုင်းလူ1000နဲ့2000ကြားတက်ရောက်ကြတယ်လို့ဆိုပါတယ်။အာဆီယံစီးပွားရေးသမားတွေအချင်းချင်းတွေ့ဆုံဆွေးနွေးကြတဲ့ပွဲဖြစ်လို့မြန်မာနိုင်ငံကစွန့်ဦးတီထွင်စီးပွားရေးသမားတွေကိုလည်းလာစေခြင်းတယ်လို့တန်ရော်စင်းကပြောပါတယ်။ It is an event that we have organized. This is the fifth time, and well received. Every time 1,000-2,000 participants come. We feel that it's a very successful event that provides platform for entrepreneur and businessmen from China and from ASEAN together to talk about business, investment, working together. Now we want to share this with our ASEAN friends and colleagues. That's why we are coming here to invite more our Burmese entrepreneur businessmen to come together for this very meaningful event.